ဒီမှာမင်းမြည်လေးလေ ဆက်သွယ်မှုတိုင်းဟာအရာအလုံးရဲ့စတင်ခြင်းမှာ သမီးပင်မနေရောပေါ့ဖွားမီးလေးရော ကျင်နာဂရုစိုက်မှုတွေကိုအချိန်မီပြသနိုင်လို့ပိုပြီးကြည်နူးရတယ် ယောက်ျားရေမိုးရွာတော့မယ်တဲ့ အရေးကြီးတာတွေကိုအချိန်နဲ့တပြေးညီဝေမျှပေးတာလေချစ်ချင်းမြတ်တာပဲပေါ့တာဝန်ကြည်ပြင်းမှုတွေကိုနှွေးထွေးစွာအတိမတ်ပြုနိုင်တယ် အမေဒေလာတန်ငွေခန်းလိုက်ပြီနော် တာလူပါကွယ်လူကျင်နာလေးရှိနေတာနဲ့တော်ပဲ မိုင်မောင်းများစွာဝေးကွာနေပြီမဲ့စေတနာမြတ်တာတွေကိုလက်ဆင့်ကမ်းဝေမျှနိုင်တယ်ယူနိုင်းနဲ့အတူစိတ်အားထက်သန်မှုဂရုစိုက်မှုအလေးထားဆောင်ရွက်မှုများနဲ့ပုံမူကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွလက်တွဲပုံဖော်လိုက်ရအောင်